ပုံမှန်ဆိုရင်အီရန်ကိုအမြဲတမ်းပြင်းပြင်းထန်ထန်တုံ့ပြန်လေးရှိတဲ့ Trump ကဒီတစ်ခေါက်မှာတော့အံ့ဩစရာကောင်းလောက်အောင်လေသံပြော့နေအောင်တွေ့ရပါတယ်။ဘာကြောင့်လဲအဖြေရရှင်းပါတယ်။အီရန်ရဲ့တပ်တီးနဲ့စစ်ရေးအင်အားကဟန်ပြမဟုတ်လို့ပါပဲ။အမေရိကန်ရဲ့လေယာဉ်တင်သင်္ဘောကြီးတွေနဲ့ချိန်ချောက်တာတောင်မှအီရန်ကဒူးမထောက်တဲ့အပြင်အမေရိကန်ကိုပြန်ပြီးတော့တောင်ချိန်ချောက်လိုက်ပါသေးတယ်။အီရန်နိုင်ငံသားရေးဝန်ကြီး Abbas Araghchi ရဲ့ပြောစကားတွေကိုကြည့်မယ်ဆိုရင်အီရန်ရဲ့ယုံကြည်မှုဘလောက်မြင့်မားနေလဲဆိုတာပေါ်လွင်နေပါတယ်။သူကပြပြတသားပဲပြောပါတယ်။တကယ်လို့များအမေရိကန်ကငါတို့မြေကိုလာထိပါစေငါတို့ရဲ့တုံ့ပြန်မှုကထိန်းချုပ်လို့ရမှာမဟုတ်ဘူးအကန့်အသတ်ရှိမှာမဟုတ်ဘူးပြီးတော့ဘယ်သူမှတားဆီးလို့ရမှာမဟုတ်ဘူးဆိုပြီးတော့ကဘာတိအောင်ကြေညာလိုက်ပါတယ်ဒီစကားကတာမန်တန်တမန်စကားမဟုတ်ပါဘူးစစ်ကြေညာစာတမ်းတစ်စောင်လို့ပြင်းထန်ပါတယ်အဲ့ဒီစကားတန်ရဲ့နောက်ဆက်တွဲရလဒ်ကဘာဖြစ်သွားလဲသိပါသလားကမ္ဘာအကြီးဆုံးလို့တင်စားကြတဲ့ American ရဲ့ USS Abraham Lincoln လေယာဉ်တင်သင်္ဘောကြီးကမူလနေရာကနေအနောက်ကိုဆုတ်ခွာပေးလိုက်ရပါတယ်ဒါဟာ American ရေတပ်သမိုင်းမှာရှာရှာပါပါအရှက်ရစရာဖြစ်ရတစ်ခုလို့တောင်ပြောလို့ရပါတယ် Araghchi ရဲ့စကားကလေဖန်းဒုံဖန်းပြောတာမဟုတ်ပါဘူး American သာစစ်စတိုက်လိုက်ရင်အရှေ့အလယ်ပိုင်းတစ်ခွင်မှာရှိတဲ့ American စစ်အခြေစိုက်စခန်းတွေအားလုံးကအီရန်ရဲ့တရားဝင်ပြစ်မှတ်တွေဖြစ်သွားမယ်ဆိုတဲ့သတိပေးချက်ပါပဲဒီအခြေအနေကအိမ်ဖြူတော်ကိုတုံ့လှုပ်သွားစေပါတယ်ဒေါ်နယ်ထရန့်နဲ့သူ့ရဲ့စစ်ဘက်ဆိုင်ရာအကြံပေးတွေကအချက်တစ်ခုကိုသဘောပေါက်သွားကြပါတယ်အဲ့ဒါကတော့သူတို့ရဲ့အင်အားပြပြီးတော့ချိန်ချောက်တဲ့နီလန်ကအီရန်အပေါ်မှာလုံးဝမထိရောက်တော့ဘူးဆိုတာပါပဲဝါရှင်တန်ကအမြဲတမ်းပြောလေးရှိတဲ့ကန့်သက်စစ်စင်ရေးဆိုတာမျိုးလုပ်ဖို့စဉ်းစားရတောင်အဲ့ဒီမိဘွားကဒေသတစ်ခုလုံးကိုလောင်ကျွမ်းစေမဲ့စစ်မီကြီးဖြစ်သွားနိုင်တယ်ဆိုတာသူတို့ကောင်းကောင်းသိနေကြပါပြီဒီလိုအချက်တဲမှာ American တို့ဘာလို့တလဲဆိုတာကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းပါတယ်။သတင်းတွေအရဆိုရင် Donald Trump ကအီရန်ကိုလျှို့ဝှက်ပြီးတော့ကမ်းလှမ်းမှုတစ်ခုလုပ်ခဲ့ရလို့ဆိုပါတယ်။ဒါဟာကမ္ဘာအင်အားကြီးခေါင်းဆောင်တစ်ယောက်အနေနဲ့တော်တော်လေးသိက္ခာကျစရာကောင်းတဲ့အလုပ်ရပါပဲ။ Trump ကအီရန်ကိုဘာပြောလဲဆိုတော့ငါတို့စစ်တိုက်တယ်လို့လုပ်ခွင့်ပေးပါ။ဟန်ပြစစ်ပွဲလေးကစားကြရအောင်ဆိုတဲ့ပုံစံမျိုးပါပဲ။ Trump ရဲ့တောင်းဆိုချက်ကဒီလိုပါ။ငါတို့ American ဘက်ကအီရန်ရဲ့နေရာနှစ်ခုလောက်ကိုဖြစ်ပြမယ်။ပြီးရင်မင်းတို့ဘက်ကလည်းပြန်ပြစ်လိုက်ပြီးရင်ဒီကိစ္စကိုဒီမှာတင်ရက်လိုက်ကြရအောင်ဆိုပြီးတော့ကမ်းလှမ်းတာပါခင်ဗျားတို့စဉ်းစားကြည့်ပါအင်အားကြီးပါတယ်ဆိုတဲ့ American သမ္မတကရန်သူနိုင်ငံကိုငါ့ကိုပြန်ပြစ်ပါလို့တောင်းဆိုနေရတဲ့အခြေအနေကတော်တော်လေးရှိစရာကောင်းပါတယ်